မုတ်တစ်ခုကိုခိုးယူမိခဲ့တဲ့အတွက်ကြောင့်လူတစ်ယောက်ဟာထောင်ဒဏ်19 နှစ်အထိကြခံခဲ့ရပါတယ်။လွတ်ရက်စေးတဲ့နေ့မှာတောင်ထောင်ပိုင်ကသူ့ကိုလွယ်လွယ်နဲ့မလွတ်ပေးဘဲပေါင်ရချီလေးတဲ့အလံတိုင်ကြီးကိုမခိုင်းခဲ့ပါသေးတယ်။သူကအံ့ဩစရာကောင်းလောက်အောင်မပြနိုင်ခဲ့လို့သာလွတ်မြောက်ခွင့်ရခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့လွတ်ငြိမ်းချမ်းသာခွင့်စာရွက်ပေါ်မှာအန္တရာယ်ရှိသောရာဇဝတ်ကောင်လို့ရေးထားတာကြောင့်ဘယ်နေရာသွားခွဲခြားဆက်ဆံခံရပြီးကလေးတွေရဲ့ရိုက်နှက်မှုကိုတောင်ခံခဲ့ရပါတယ်။နတ်မုတ်ပြီးချမ်းအေးလာတဲ့ညတညမှာသူဟာဖះเจ้าတကားဝမှာကွေးကွေးလေးအိပ်ပျော်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဖုံးတော်ကြီးတစ်ပါးကသူ့ကိုတွေ့သွားပြီးအစားတောက်နဲ့နှွေးထွေးတဲ့အိပ်ယာကိုပေးခဲ့ပါတယ်။ဒါပေမဲ့လောကကြီးအပေါ်စိတ်နာနေတဲ့ထိုလူဟာဖះเจ้าကတန်မိုးကြီးပစ္စည်းတွေကိုခိုးယူပြီးထွက်ပြေးခဲ့ပါတယ်။ရဲတွေကသူ့ကိုပြန်ဖမ်းမိပြီးဖုံးတော်ကြီးစီခေါ်လာတဲ့အခါမှာတော့ဖုံးတော်ကြီးကအံ့ဩစရာကောင်းစွာနဲ့ပဲဒါတွေကငါသူ့ကိုလက်ဆောင်ပေးလိုက်တာပါလို့တက်တေခံပေးခဲ့တယ်လို့အဖိုးထိုက်ဆုံးဖះတိုင်ခုံကိုပါထပ်ပေးလိုက်ပါသေးတယ်။ဖုံးတော်ကြီးရဲ့မေတ္တာတရားကထိုလူရဲ့နှလုံးသားကိုအရေးပြောစေခဲ့ပြီးသူဟာရာဇဝတ်ကောင်စာရွက်ကိုစုပ်ဖြတ်ကာဘဝတစ်ကိုစတင်ခဲ့ပါတယ်။ရှင်းနှစ်ကြာတဲ့အခါမှာတော့သူဟာအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာထောင်ပိုင်းဟောင်းကသူ့စီကိုမထင်မှတ်ဖဲရောက်ရှိလာခဲ့ပါတယ်။လမ်းပေါ်မှာမြင်းရထားအောက်ပြီးနေတဲ့အဖိုးအိုတစ်ယောက်ကိုသူကအစွမ်းကုန်မပြီးကဲတင်လိုက်တဲ့အခါမှာတော့ထောင်ပိုင်းကသူ့ရဲ့ခွန်အားကိုကြည့်ပြီးသူဟာဟိုတုန်းကအကျဉ်းသားဖြစ်နိုင်တယ်လို့တန်တရားဝင်သွားပါတော့တယ်။မကြခင်မှာပဲထိုအကျဉ်းသားကိုဖမ်းမိပြီဆိုတဲ့သတင်းမှတစ်ခုထွက်ပေါ်လာပါတယ်။အပြစ်မဲ့သူတယောက်သူ့ကိုယ်စားအဖမ်းခံရမှာကိုမလိုလားတဲ့အတွက်သူဟာထောင်ပိုင်းစီမှာသူ့ရဲ့မူလမည်သူမိဝါဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။သူ့ရဲ့မွေးစားသမီးလေးအတွက်အစီအစဉ်တွေလုပ်ပေးဖို့3 ရက်လောက်အချိန်တောင်းပေမဲ့ထောင်ပိုင်းကခွင့်မပြုတဲ့အတွက်သူဟာပြတင်းပေါက်ကနေခုံချထွက်ပြေးခဲ့ရပါတယ်။သူဟာမွေးစားသမီးလေးကိုခေါ်ပြီးထွက်ပြေးရင်းတတိုင်းတစ်ခုကိုကြော်တက်ခဲ့ရမှာတတိုင်းတစ်ဖက်ကတင်းချိုင်းကူဆောင်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီကူဆောင်ဟာတခြားသူမဟုတ်ပဲသူ့ရဲ့ခင်ကမြင်းရထားအောက်ကနေကဲတင်ပေးခဲ့တဲ့အဖိုးအိုပဲဖြစ်ပါတယ်။ဒီလိုနဲ့သူဟာအဖိုးအိုရဲ့အကူအညီနဲ့ထပ်မံလွတ်မြောက်သွားခဲ့ပေမဲ့ဇွဲကောင်းလာတဲ့ထောင်ပိုင်းကတော့သူ့နောက်ကိုဆက်လက်လိုက်လံနေစေဖြစ်ပါတော့တယ်။